ကမ်းခြေမှာနေအောင်ခံနေတဲ့အမျိုးသားတစ်ယောက်ဟာရုတ်တရက်မိုးကြိုးထိမှန်သွားခဲ့တယ်။မိုးကြိုးရဲ့အားပြင်းမှုကြောင့်သူ့ခန္ဓာကိုယ်ပေါ်ကသဲတွေဟာဖန်သားလိုခဲသွားပြီးသွေးတွေကသဲအောက်ကနေစီးထွက်လာခဲ့တယ်။မိသက်ကယ်ဆယ်ရေးအဖွဲ့ရောက်လာတဲ့အချိန်မှာအမျိုးသားရဲ့သွေးပေါင်ချိန်ကသွေးအလွန်ဆုံးရှုံးနေတဲ့အတွက်မြန်မြန်ကျဆင်းနေပြီဖြစ်တယ်။အရေးပေါ်ဆုံးကသူ့ကိုသဲအောက်ကနေအမြန်ဆုံးထုတ်ခဲ့ဖို့ပဲ။ဒါကြောင့်ကယ်ဆယ်ရေးအဖွဲ့ကထန်လိုခဲနေတဲ့သဲတွေကိုဂယုတစိုက်ဖြုတ်ခဲ့ပြီးရွှေ့ထုတ်ခဲ့ကြတယ်။အမှားနဲ့တောင်ဖြစ်သွားရင်သူ့ကိုထပ်မံထိခိုက်သွားနိုင်တာကြောင့်အားလုံးကအလွန်သတိထားနေကြတယ်။တဲ့အပေါ်ယံကိုဖယ်ရှားလိုက်တဲ့အခါမှာတော့ခန်စတဆန်ဟာသူ့ရဲ့အကြီးကသွေးကြောကိုထိုးဖောက်ဝင်နေတယ်ဆိုတာတွေ့လိုက်ရတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကအပူချိန်ရမ်းမြင့်နေတဲ့အတွက်ဒဏ်ရာနေရာကသွေးတွေချက်ချင်းခဲတက်သွားခဲ့တယ်။အဖွဲ့ကဒဏ်ရာကိုအမြန်ပတ်တီးစီးပေးပြီးတဲတွေကိုဆက်လက်ဖယ်ရှားနေခဲ့တယ်။ကဲထုတ်တော့မဲ့အချိန်မှာပဲအမျိုးသားရဲ့လက်မောင်းကနေသွေးတွေထပ်မံပန်းထွက်လာခဲ့ပြီးဘေးမှာကြည့်နေတဲ့သူ့မိန်းမနဲ့ကလေးကိုပါထိတ်လန့်သွားစေခဲ့တယ်။ဒီအခြေအနေကိုမြင်လိုက်တဲ့ကယ်ဆယ်ရေးအဖွဲ့ကချက်ချင်းထွန်းနေခွက်တက်ပြီးအရေးပေါ်ကူတာမှုလုပ်ပေးခဲ့ကြတယ်။နောက်ဆုံးမှာတော့အသက်အန္တရာယ်ကြီးမားတဲ့အခြေအနေကနေသူ့ကိုကယ်တင်နိုင်ခဲ့တယ်